မင်္ဂလာပါ K+ app မှာဖြတ်မိလို့ကိုယ်တိုင်ဝင်တဲ့နည်းလေးမျှဝေပြီးတော့မှာပဲဖြစ်ပါတယ်ပထမဦးဆုံး Wi-Fi ဖွင့်ထားတယ်ဆိုရင် Wi-Fi ကိုပိတ်လိုက်ပါဗန်ဖွင့်ထားတဲ့ဖုန်းနံပါတ်နဲ့အင်တာနက်ကိုဖွင့်လိုက်ပါနော်ပြီးရင် K+ app ထဲကိုဝင်လိုက်ပါအနုญาตကိုနှိပ်ပါအင်္ဂလိပ်ဘာသာပြောင်းပါနော်အင်္ဂလိပ်ဘာသာပြောင်းပြီးပြီဆိုရင်ဒီနေရာလေးနားမှာဘန်နဲ့ချိတ်ထားတဲ့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ရပါမယ်ပြီးရင် confirm ကိုနှိပ်မယ်ဖုန်းနံပါတ်မှာပေါ်လာတဲ့ OTP ကုတ်ကိုရိုက်ထည့်ပါမယ်နော်ပြီးရင် confirm ကိုနှိပ်မယ်ခဏချိုင်း app ကိုနှိပ်မယ်အနုญาตကိုနှိပ်မယ် next ကိုနှိပ်မယ်ဒီအပေါ်တကြောင်မှာဘန်နံပါတ်ထည့်ပါမယ်နော်ကိုယ့်ရဲ့ကစီကဘန်နံပါတ်ကိုရိုက်ထည့်ပါမယ်အောက်တကြောင်ကြတော့ဘန်ဖွင့်ထားတဲ့ passport နံပါတ်ကိုရိုက်ထည့်ပါမယ်နော်ပြီးရင် confirm ကိုနှိပ်မယ်ကိုယ့်ရဲ့လျှို့ဝှက်နံပါတ်ကိုရိုက်ထည့်ပါမယ် done ကိုနှိပ်မယ် next ကိုနှိပ်မယ်လျှို့ဝှက်နံပါတ်တစ်ခါထပ်ရိုက်ထည့်ပါမယ်နော်ဒီကွက်တောက်လေးနဲ့မှအမှန်ချစ်ပြီးတော့ accept ကိုနှိပ်မယ် next ကိုနှိပ်မယ် confirm ကိုနှိပ်မယ်ဒါဆိုရင် K+ Bank ထဲဝင်လို့ရပါပြီဒါကြတော့ software မှာဖြတ်မိလို့ဖုန်းအဟောင်းထဲပြန်ဝင်တာပါနော်ကိုယ်တိုင်ဝင်လို့ရပါတယ်ဒါပေမဲ့ဖုန်းအသစ်ချင်းရင်တော့ဝင်လို့ရမရသေချာမသိဘူးเนาะလိုက်လို့ကြည့်ကြည့်လဲရပါတယ်အားလုံးစပြေမယ်လို့မျှော်လင့်ပါတယ်